ဒီလူကတော့ plus စာချင်းအလှပြင်ခွဲစိတ်ဆရာဝန်တယောက်ပါသူကရင်သားအလှပြုပြင်ခြင်းခွဲစိတ်မှုတွေကိုအထူးပြုလုပ်ပေးတဲ့သူဖြစ်ပါတယ်ဒါပေမဲ့သူ့ရှိကိုဘလောက်ပဲချောမောလှပတဲ့အမျိုးသမီးတွေရောက်လာပါစေသူကတော့လုံးဝကိုအေးအေးဆေးဆေးနဲ့တည်ငြိမ်နေတတ်ပါတယ်သူ့ရဲ့အရင်ကြီးဆုံးတငယ်ချင်းကတော့သူ့နဲ့လုံးဝဆန့်ကျင်ဘက်ပါဂျော့ချာကလေးကခြေပလေးပွိုင်တယောက်ဖြစ်ပြီးအခုလည်းမိန်းကလေးအစ်တစ်တယောက်ကိုမျက်စိကျနေတာကြောင့်သူ့ရဲ့လက်ရှိရည်စားကိုရှောင်ဖယ်ဖို့ကြိုးစားနေပါတယ်ရို့တယောက်ဂျော့ချ်စီကိုဘလို့မှဆက်သွယ်လို့မရတော့တဲ့အဆုံးအတဝတ်စီကိုလာရှာဖို့ကလွယ်လို့မတက်နိုင်တော့ပါဘူးသူမဟာအတဝတ်နောက်ကိုတကောက်ကောက်လိုက်ပြီးစွတ်အတင်းမင်းမြတ်မာတော့တယ်ဘလောက်တောင်လဲဆိုရင်သူမရဲ့ရည်စားဟာအသေးအတန်ဖြားနာနေလို့သာသူမကိုရှောင်နေတာဖြစ်ရမယ်လို့တောင်တွေးနေမိတာပါဒါကိုကြည့်ပြီးအတဝက်ကရဲချင်သွားကမင်းကအိမ်အောင်ပြုဖို့စကားပြောလာလို့သူထွက်ပြေးသွားတာလေလို့ပြောလိုက်တဲ့အခါ Rose တယောက်စွန့်သွားခဲ့ရပါတယ်အတဝက်က Rose ကိုကားထဲကနေဆွဲခေါ်ထုတ်လိုက်ပြီးမင်းက George ရဲ့ပတ်စံကိုမက်လို့တွဲနေတာ George ကလည်းမင်းရဲ့ရုပ်ရည်နဲ့ခန္ဓာကိုယ်အလှကိုမက်လို့တွဲနေတာပဲလေလို့ပွင့်ပွင့်လင်းလင်းကြီးပြောချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲစပွဲထိုးကအေးခွက်လာချပေးတာမို့ Rose ဟာထိုအေးခွက်ကိုလှမ်းယူပြီးအတဝက်ရဲ့မျက်နှာတက်တဲ့ကိုလှမ်းပတ်ပစ်လိုက်ပါတယ်ပြီးတော့သူများအခြေရေးကိုဝေဖန်ရအောင်မင်းကဘာကောင်းမို့လို့လဲဆိုပြီးဒေါသတကြီးပြောလိုက်ပါတယ်ဒါပေမဲ့ Rose တယောက်စိတ်ထဲမှာတော့တခုခုကိုတကယ်ပဲရိပ်မိသွားပုံရပြီးသူမကိုသူမယုံကြည်မှုတွေတဖြည်းဖြည်းလျော့နေလာခဲ့ပါတယ်ဒီမြင်ကွင်းကိုတော့အတဝက်ရဲ့အမေကလှမ်းမြင်သွားခဲ့တာပါသူမက Rose ကိုမနေ့ကတည်းအတဝက်နဲ့မျက်မမြင်ချင်းတွေ့ဝင်တိတ်ခဲ့တဲ့မိန်းကလေးလို့ထင်မှတ်သွားပါတယ်အတဝက်ကပဲ Rose ရဲ့နှလုံးသားကိုနာကျင်အောင်လုပ်လိုက်တယ်လို့တွေးမိပြီးသူမဘာသာ Rose အနာကိုချင်းကပ်သွားခဲ့ပါတယ်ပြီးတော့မနေ့ပြန်ညကြရင်သူတို့အိမ်မှာညစာတူစားဖို့ဖိတ်ခေါ်လိုက်ပါတော့တယ် Rose ကလည်းထိုမျိုးသမီးကိုသူမရည်စား George ရဲ့အမေလို့မှားယွင်းတွေးမိသွားခဲ့တာပါနောက်ရက်မှာတော့ Rose ဟာကိတ်မုတ်တလုံးကိုကင်ပြီး George တို့အိမ်ရှိကိုရောက်လာခဲ့ပါတယ်သူမဟာတကားဝမှာတင်အထဲဝင်ရမလားမဝင်ရဘူးလားဝေခွဲမရဖြစ်နေတော့မှပဲ George ရဲ့အမေရင်းနဲ့တက်တိုးပါတော့တယ်အဲ့ဒီအချိန်ကျမှ Rose တယောက်လူမတော်မှန်သိလိုက်ရတာပါ George ရဲ့အမေကငါသားနောက်ကိုလိုက်ပြီးနှောက်ယှက်နေတာတွေကိုချက်ချင်းရမဟုတ်ရင်ရဲတိုင်ပြစ်မယ်လို့ချင်းချောက်တတိပေးပါတယ်Rose ကလည်းစိတ်တူတူနဲ့ George ကအမြဲတမ်းပုံနေတာလေလူချင်းမျက်နှာချင်းဆိုင်တွေ့ပြီးလမ်းခွဲစကားတောင်ပြောရတဲ့တတိမရှိတဲ့ကောင်လို့ပြန်ပတ်လိုက်ပါတယ်ဒီအချိန်မှာပဲ Rose ဟာဒီမီတာစုရဲ့ရုပ်မှန်ကိုအတိုင်းသားမြင်လိုက်ရပါတော့တယ်သူမက George ရဲ့အမေကို George ကိုပြောလိုက်ပါနောက်ဆိုသူ့ကိုလုံးဝလာမနှောက်ယှက်တော့ဘူးလို့ပြောပြီးချက်ချင်းလှည့်ထွက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းအတဝက်ရဲ့အမေဟာတညလုံးစောင့်နေခဲ့ပေမဲ့ Rose ရောက်မလာခဲ့ပါဘူးသူမကသူမရဲ့သားဖြစ်သူဟာ Rose စိတ်နာသွားအောင်တခုခုထက်လုပ်လိုက်ပြန်ပြီလို့ထင်နေတာပါဒါကြောင့်သူမကအတဝက်ကိုမင်းရဲ့ရည်စားကိုအိမ်ကိုခေါ်မလာနိုင်ရင်အခုမင်းနေနေတဲ့အိမ်ကိုရောင်းပစ်မယ်အဲ့ဒါဆိုရင်မင်းငါတို့အိမ်ကိုပြန်ပြောင်းလာရလိမ့်မယ်လို့ရာဇသံပေးလိုက်ပါတော့တယ်အတဝက်လည်းဘာမှတတ်နိုင်တဲ့အဆုံး Rose ကိုလိုက်ရှာဖို့ကလွယ်လို့မတတ်နိုင်တော့ပါဘူးသူက Rose ကိုသူ့ရဲ့ရည်စားသူအဖြစ်ဟန်ဆောင်ပေးဖို့အကူကြီးတောင်းပါတယ် Rose ကတော့တဘာဝအတိုင်းညှင်းဆန်ခြင်းပေမဲ့အတဝက်ကသူမဘလို့မှညှင်းပယ်လို့မရနိုင်မဲ့ကန့်လန့်ချက်တစ်ခုကိုထုတ်ပေးလိုက်ပါတော့တယ်